စိစိတ်ဥစ္စာတွေကျွယ်ဝပေမဲ့လို့စိတ်ပျော်ရွှင်မှုဆိုတာရချင်မှရပစ္စည်းဥစ္စာတွေပေါများလို့ချမ်းသာကြွယ်ဝပြီးစိတ်ချမ်းသာမှုမရတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲချမ်းသာမှုဆိုတာကိုပစ္စည်းဥစ္စာကလည်းပေးနိုင်တာမဟုတ်ဘူးတခြားအရာတွေကလည်းပေးနိုင်တာပေးနိုင်တော့မှတခဏမျှတာလဲချမ်းသာတယ်လို့ထင်ရယုံအပ္ပတမတူတောင်းတဲ့ကာလအတွင်းမှာချမ်းသာမှုကိုပေးတယ်လို့ဆိုရတော့သာဝရချမ်းသာမှုကိုပေးနိုင်တာတော့တရားအတိတာဖြစ်တယ်ဒါကြောင့်မို့စိတ်ပျော်ရွှင်ဖို့ရအတွက်စိတ်ချမ်းသာဖို့ရအတွက်လောကလူတွေဟာဘယ်လိုပဲဆုဆောင်ဆုတောင်းတရားမသိဘူးဆိုလို့ရှိရင်စိတ်ချမ်းသာမှုရဖို့ရအမှန်တမ်းခဲရတယ်အများအပြားဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မကိုအထိုက်အလျောက်သိရှိကြသည့်အတွက်စိတ်ဆင်းရဲစရာကြုံတဲ့အခါမှာတရားနှလုံးသွင်းခြင်းဖြင့်စိတ်ဆင်းရဲမှုပယ်ဖြောက်နိုင်ကြတာဒါလက်တွေ့ပါပဲအဲ့ဒါလို့ဓမ္မအတိတရားအတိမရှိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဆင်းရဲလာပြီဆိုလို့ရှိရင်ထွက်ပေါက်ရှာမရအောင်ဖြစ်တတ်တယ်ထွက်ပေါက်ရှာမရတဲ့အခါကျတော့တခြားနည်းတွေနဲ့စိတ်ဖြေပြောင်းမှုကြိုးစားအထောက်ကြအဲ့ဒါလို့ကြိုးစားအထောက်တဲ့အခါမှာပြဿနာတကူပေါ်တကူဆင့်ဆိုတာနော်ပေါ့စေလို့ကြောင်ရုပ်ထိုးဆေးအတွက်လေးလို့ဆိုတဲ့မြန်မာစကားလိုပဲပြဿနာတစ်ခုထပ်တိုးလာယုံလာရှိတယ်အေးတရားနှလုံးသွင်းပြီးတော့တရားအသိနဲ့စိတ်ပျော်ရွှင်မှုကိုရတဲ့ပုဂ္ဂိုလ်ဟာသာဝရငြိမ်းချမ်းတဲ့အငြိမ်းချမ်းတဲ့စိတ်ပျော်ရွှင်မှုကိုရနိုင်တာလောကလူသားတွေဟာစိတ်ချမ်းသာမှုကိုတောင်းတကြစိတ်ချမ်းသာကိုယ်ချမ်းသာအမှန်တမ်းလိုလားကြဘုရားဘာသာဝင်တွေရောဘုရားဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာမှုဆိုတာမြေတမ်းရှာဖွေနေကြဒါကြောင့်မို့လောကလူသားတွေရဲ့တူညီတဲ့အချက်ကဘာလဲလို့ဆိုရင်ချမ်းသာကိုလိုလားခြင်းဆိုတာတူညီတဲ့အချက်ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်ချမ်းသာခြင်းညာတာကြည့်ပဲဆင်းရဲမှုကိုကြောက်ရွံ့ကြတာကြည့်မြတ်စွာဘုရားကလည်းဒါကိုဟောကြားထားတာရှိတယ်ဒုက္ခကာမဒုက္ခပฏิကူလာတဲ့ဒုက္ခကာမလူတွေဟာချမ်းသာခြင်းညာတယ်ဒုက္ခပฏิကူလာဆင်းရဲတာကိုယွံမုန်းကြဒါကြောင့်မို့ဆင်းရဲမှကြောက်ပြီးချမ်းသာတာကိုလိုလားလို့ကြိုးစားအထောက်ကြသို့တော်လည်းကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တိုင်းချမ်းသာဒုက္ခရလားလို့ဆိုမရဘူးမရတာဘာကြောင့်လဲလို့ဆိုရင်ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အစစ်မှန်အကြောင်းတရားကိုမသိလို့ပဲလို့ဒီလိုပြောအောင်တခြားနည်းတွေနဲ့စိတ်ချမ်းသာမှုကိုရှာတာဟာတခဏမျှတာစိတ်ချမ်းသာမှုရတယ်လို့ရှိပြီနောက်ပိုင်းမှာစိတ်ချမ်းသာမှုမရဘဲနဲ့စိတ်ဆင်းရဲမှုတွေသာထပ်တလဲလဲဖြစ်ပေါ်ပြီးတော့လာတတ်တယ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမဟာလူသားတွေမှာမြတ်စွာဘုရားရဲ့အဆုံးအမ mind center teaching လို့ဒီလိုပြောလို့ရ mind center teaching ဆိုတာလူတွေရဲ့အသိစိတ်လူတွေရဲ့စိတ်ဓာတ်ကိုဗဟိုပြုပြီးတော့ဆုံးမတဲ့ဩဝါဒဆုံးမစကားလူတွေမှာဗဟိုပြုရတာတစ်ခုရှိတယ်အားလုံးဟာဘာကိုဗဟိုပြုရမလဲလို့ဆိုရင်မိမိရဲ့စိတ်ကလေးကိုကောင်းအောင်ဗဟိုပြုရစိတ်ကောင်းမှုအတွက်စိတ်ရဲ့အညစ်အကြေးတွေစိတ်ရဲ့ပူပန်မှုတွေရှင်းလင်းနိုင်ရဖယ်ရှားနိုင်ရမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်စိတ်ချမ်းသာမှုစိတ်ပျော်ရွှင်မှုဆိုတာဘယ်လိုမှမရနိုင်ဒါကြောင့်မို့တခြားဘာသာတွေနဲ့မတူတာအဲ့ဒါတခြားဘာသာတွေက God Center Religion လို့ခေါ်တယ် God Center Religion ဆိုတာသူတို့ရဲ့ဆုံးမဩဝါဒအဆိုအမိန့်တွေအားလုံးဟာကောင်းကင်ဘုံကသာဝရဖရာတကုရှင်ကြီးကိုဗဟိုပြုထားတာတကုရှင်ကြီးကဘယ်လိုပြောတယ်တကုရှင်ကြီးကဘယ်လိုဆုံးမတယ်ဖရာကြိုက်တယ်ဖရာမကြိုက်ဘူးနဲ့အဲ့ဒီစကားကိုဗဟိုပြုပြီးတော့ဖရာသခင်ရဲ့အကြိုက်လိုက်နာကျင့်သုံးခြင်းဆိုတာသာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကဒီလိုမဟုတ်ဘူးဘုရားရဲ့အဆုံးအမကကိုယ်စိတ်ကိုဖြူစင်အောင်ထားဖို့သာအဓိကဖြစ်တယ်
လူတိုင်းဟာကိုယ်စိတ်ကိုဖြူစင်အောင်ကြိုးစားစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့ကြိုးစားနိုင်အောင်ဒါကြောင့်မို့စိတ်ကိုဗဟုပြုပြီးတော့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်